အဲ့ဒါတော့မရတော့ထင်တယ်နည်းနည်းစက်တိုက်လဲယူထားပြီးပြီဆိုတော့လေဒီနေ့အနေနဲ့ကြတော့လဲမမျော်မှန်းပါဘူးဒါကလည်းဒါနှစ်စဉ်နှစ်တိုင်းအနေနဲ့တော့ချပြသွားမှာပဲပေါ့နော်ဟိုဟာ2024တုန်းကကြတော့ Henry San ရတာပေါ့နော်မနစ်တုန်းကကြတော့ထက်အောင်ရှိုင်းတို့နဲ့ကြတော့အတူတူပွဲတက်ဖြစ်တာပေါ့မနစ်ကဆိုလို့ရှိရင်ထင်တော့မထင်ထားဘောနော်ဒီတိုင်းသူများရဲ့ကြော်ညာခံပြီးကြဟိဘသူဖြစ်နိုင်မလဲဘောကိုစဉ်းစားလာတဲ့လူတွေအများကြီးပဲလေနော်လာတဲ့လူတွေအများကြီးဆိုတော့အဲ့နဲ့ထက်အောင်ရှိုင်းဆိုပြီးអော်တဲ့အချိန်မှာတကယ်ဟိုအားရဝမ်းသာပြီးတယောက်နဲ့တယောက်တော့မှပြေးဖက်လိုက်မိတာပေါ့အဲ့အချိန်မှာလည်းကန်ကောင်းချင်တော့အတူတူလာထိုင်မိနေရအစောပိုင်းကျပြီးချားထိုင်ကြပါတော့Iron Plex တီးဆောင်တဲ့စာအားချိဖြုံတင်းနှစ်အတွက်တော့ပေါ့ပါပါလေးပဲလှုပ်ဖြစ်တာပေါ့နော်အချက်မောင်ရယ်စိုက်စီတုံခမ်းရယ်မေလာတန်စင်ရယ်နောက်ပိုင်းအုပ်စိုးအောင်ရယ်၄ယောက်လေးပါဘယ်လိုပြောမှသူတို့တတ်မှတ်ထားတဲ့စီမင်းစည်းကမ်းနဲ့ကိုက်ညီလို့ပြီးသွားတာပေါ့နော်ရည်ရွယ်ထားတာတော့မရှိခဲ့ပါဘူးတင်းနှစ်လည်းမရည်ရွယ်ဘူးပေါ့နော်ဒီတိုင်းပဲဒါကိုစင်ပေးလိုက်တဲ့ဝတ်စုံတိုင်းနေကိုစင်ပေးလိုက်တဲ့ဝတ်စုံကိုဝတ်တဲ့သူတိုင်းဒါလှပပလေးခန်းခန်းနာလေးနဲ့ဟိုတီတီကြည်လေးပေါ့ဘယ်လိုပြောမှလဲဟိုယောက်ျားလေးဝတ်စုံဆိုရင်လည်းယောက်ျားပီတာတဲ့ပုံစံမျိုးလေးထွက်အောင်တော့အတတ်နိုင်ဆုံးစူးစမ်းပြီးတော့လုပ်ထားတာပေါ့နော်အဲ့ဒါတော့မရတော့ထင်တယ်နည်းနည်းစက်တိုက်လဲယူထားပြီးပြီဆိုတော့လေဒီနေ့အနေနဲ့ကြတော့လဲမမျော်မှန်းပါဘူးဒါကလည်းဒါနှစ်စဉ်နှစ်တိုင်းအနေနဲ့တော့ချပြသွားမှာပဲပေါ့နော်ဒီစုကိုရဖို့အတွက်မျော်လင့်ပြီးလှုပ်ထားတာမဟုတ်တဲ့အတွက်ကြောင့်ပေါ့ကိုယ့်ဘက်ကတော့အကောင်းဆုံးအမြဲတမ်းချပြတယ်စူးစမ်းပြီးတော့လှုပ်ပေးတယ်ဒါစုရတယ်ဆိုရင်တော့လဲဒါတိုင်တွေရဲ့စီမင်းစည်းကမ်းထဲမှာကိုက်ညီမှုရှိသွားလို့ရသွားတာပေါ့နော်တက်တစ္ဆဒီဇိုင်နာအငယ်လေးတွေကိုလည်းကိုကရစေချင်ပါတယ်ဟိုအားလုံးလည်းစူးစမ်းစေချင်ပါတယ်ဘာလို့လဲဆိုတော့ဒီအတိမတ်ပြုခံရတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်လူတိုင်းရောက်တိုင်းပေါ့ရောက်ချင်းစီပေါ့နော်ဒါရောက်တိုင်းကတော့ဟိုလုံးဝကိုဝန္တာပီတိဖြစ်ပြီးတော့လေကိုယုံကြည်မှုလည်းပိုရှိသွားတာပေါ့နော်ဒီ Fashion Award စု Academy Fashion Award စုကိုပေးတယ်ဆိုတာကလည်းဒါဒီဇိုင်နာတွေကိုဒါအခွင့်အလမ်းတစ်ခုချပေးလိုက်တဲ့သဘောမျိုးပဲပေါ့နော်ဒါလေးတွေကိုအားလုံးကဟိုဝင်ပြီးတော့မဝင်တင့်တယ်လို့ထင်ပါတယ်ဟို2024တုန်းကကြတော့ Henry San ရတာပေါ့နော်အဲ့တုန်းကကြတော့လဲပြောမယ်ဆိုလို့ရှိရင်ကိုလည်းဒီပွဲအတွက်ရည်ရွယ်ပြီးတော့သူ့အတွက်ချုပ်ပေးထားတာမဟုတ်တဲ့အတွက်ကြောင့်သူကလည်းကြုံကြိုက်ပြီးတော့သူဝတ်ဖြစ်သွားတာပေါ့အမအစင်ပေးထားတဲ့ဝတ်စုံလေးနဲ့သူလည်းဝတ်ဖြစ်သွားတော့ပွဲတက်လိုက်တဲ့အချိန်မှာသူစုရသွားဆိုအမတောင်မသိဘူးဟွာပေါ့ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေမိသားစုတွေကနေပြီးတော့ဖုန်းဆက်မေးမှဟိုတိတယ်ဆိုတော့ဟိုလူကအားသွားပေါ့နော်ဘာလဲပေါ့ဘယ်လိုမျိုးလေးဘာကြောင့်ရသွားလဲပေါ့စဉ်းစားလို့တောင်မရဘူးเนาะဘာကြောင့်ရသွားလဲဟိုစဉ်းစားလို့မရဆိုတာထက်ဘယ်လိုမျိုးကြောင့်သူရသွားလဲဆိုတော့ဒီသူများတွေတင်ထားတဲ့ပုံကိုကြည့်လိုက်တော့မှသူပေါ့เนาะဝတ်စုံနဲ့တူနဲ့သူ့ရဲ့ခန္ဓာကိုယ်အချိုးစားနဲ့ဟိုပြီးကြတော့လဲဟိုတသက်ရက်လေးနဲ့ဒီယောက်ျားပြီးသားတဲ့ပုံစံမျိုးလေးဆိုတော့အဲ့ဒါကြည့်ကောင်းတာကြောင့်လားဘယ်လိုမျိုးကြောင့်လဲတော့ကိုလည်းမသိခဲ့ဘောနော် Iron Plex တီးဆောင်တဲ့စာအားချိဖြုံမနစ်တုန်းကကြတော့ထက်အောင်ရှိုင်းတို့နဲ့ကြတော့အတူတူပွဲတက်ဖြစ်တာပေါ့ပွဲတက်ဖြစ်တော့ဒါလည်းဒီလိုပါပဲရှန်ရိုးရဝတ်စုံတွေကိုချပြချင်တယ်ပေါ့နော်များတော့အားဖြင့်ကဒါအစင်လာအလိုက်ကလေဟိုတိုင်းရင်းသားဝတ်စုံနေနဲ့တက်တာနဲတယ်လေဟိုတိုက်ပုံနဲ့ပစိုးနဲ့အမျိုးသမီးတွေဆိုရင်လည်းမြန်မာဝတ်စုံလေးနဲ့အဲ့လိုပေါ့နော်လှလှလေးတွေထွင်ကြတယ်ပုံစန်းလေးတွေဝတ်ကြတယ်အကယ်ဒမီပေးပွဲရောက်တော့မယ်ဟေးဆို
ကျမအရင်တုန်းကလည်းကျမကိုယ်တိုင်ကလည်းစောင့်ကြည့်ရပါတော့ဟဲဘသူဝတ်စုံလေးအလန်းလေးထွက်လာမလဲဘလို့ပုံလေးထွက်လာမလဲကိုအမြဲတမ်းရင်ခုန်စွာနဲ့အမြဲတမ်းစောင့်ကြည့်ခဲ့တာပေါ့မနစ်ကဆိုလို့ရှိရင်ထင်တော့မထင်ထားဘောနော်ဒီတိုင်းသူများရဲ့ကြော်ညာခံနေကြဟိဘသူဖြစ်နိုင်မလဲဘောကိုစဉ်းစားလာတဲ့လူတွေအများကြီးပဲလေနော်လာတဲ့လူတွေအများကြီးဆိုတော့အဲ့နဲ့ထက်အောင်ရှားဆိုပြီးអော်တဲ့အချိန်မှာတကယ်ဟိုအားရဝမ်းတာပြီးတယောက်နဲ့တယောက်တော့မှပြေးဖက်လိုက်မိတာပေါ့အဲ့အချိန်မှာလည်းကံကောင်းချင်တော့အတူတူလာထိုင်မိနေတာအစောပိုင်းကျတီးချားထိုင်ကြပါပေါ့နော်အဲ့အချိန်မှာအတူတူထိုင်မိနေတဲ့အချိန်ကျတော့သူရသွားတဲ့ဆိုတော့လေအဲ့နဲ့ဟိုပါပေါ့တိုင်တွေကနေပြီးတော့စင်မြင့်ပေါ်ကကြော်ညာလိုက်တဲ့အချိန်မှာဟိုဘလို့အကြောင်းရလဲဘလို့မျိုးအကြောင်းရကြောင်းပေါ့သူဘလို့ပြီးပြည့်စုံလို့ပေးပါတယ်သူ့ရဲ့အယောင်ဝါရောဘလို့ရှိလဲလူရဲ့လိုက်ဖက်မှုရောရှိလားခြေစကောင်းဆုံးမှာဘလို့တွေရှိလဲဘာအကြောင်းအရာနဲ့သူတို့ကပေးသွားရလဲဘလို့အမှတ်ပေးသွားရလဲဆိုသူတို့ရှင်းပြလိုက်တဲ့ချိန်မှာကိုကသဘောပေါက်သွားပေါ့ဩဒါစုတစ်ခုကိုရဖို့ဆိုတာလူလာယုံတင်လည်းမပြီးဘူးဝတ်ယုံတစ်ခုတည်းဝတ်စုံတစ်ခုတည်းလာလို့လည်းမပြီးဘူးဒါခြေစကောင်းဆုံးသူ fashion ကိုကြနေမှာပေါ့နော် fashion လဲကြပြီးတော့ဒါဟိုရိုင်းနေတဲ့ပုံစံမျိုးလည်းမဟုတ်ဘူးအိုဝါတအားဖြစ်တဲ့ပုံစံမျိုးလည်းမဟုတ်ဘူးဟိုတအားရိုးလွန်းတာမျိုးလည်းမဟုတ်အရန်ရိုးနေတောင်မှအဲ့ထဲမှာထူးခြားမှုတစ်ခုခုနဲ့သူကထင်းထွက်နေတဲ့ပုံစံမျိုးရှိနေမှပေးတယ်ဆိုတာကိုလည်းသဘောပေါက်သွားတာပေါ့နော်အဲ့လိုမျိုးပုံစံအဲ့သူတို့ပေးတဲ့အချိန်ဒီစီမင်းစည်းကမ်းလေးတွေသူတို့ကပြောပြလေဒါသူဘာကြောင့်ရသွားပါတလဲဘာကြောင့်ထိုက်တန်တန်ရသွားလဲဆိုတဲ့ဟာကိုအကုန်လုံးသူတိုင်တွေကပြောပြလိုက်တဲ့အချိန်မှာကိုလည်းပို့သဘောပေါက်သွားတာပေါ့နော်ဒါဒီဒီဇိုင်နာပညာတစ်ခုကဟိုအစခေါင်းခြေစခေါင်းဆုံးမှာအယောင်ရောဝတ်စားစင်ရင်မှုရောအကုန်ပေါ့နော်အယောင်ရွေးချယ်မှုအပိုင်းတွေရောအသုံးဆောင်တွေအစပေါ့အဲ့ဒီဟာလေးတွေကအကုန်အရေးကြီးပါတယ်ဆိုတာကိုဒီပေါ့နောင်လာနောက်တာဒီတက်သစ္စာဒီဇိုင်နာလေးတွေကိုတော့ကိုအဲ့ဒါလေးကိုတော့ message ပေးချင်တာပေါ့နော်ဘာလို့လဲဆိုတော့ဒီဟိုပေါ့တပိုက်ဟိုတစိတ်တေတာတစ်ခုတည်းမဟုတ်ပဲနဲ့ကိုစင်လိုက်တဲ့ဝတ်စုံတိုင်းဒီဘယ်ပွဲလန်းတပင်မဆိုပေါ့နော်ဒါအကုန်လုံးခြေစကောင်းဆုံးလေးလိုက်ဖက်မှုအကောင်းဆုံးဖြစ်အောင်တော့စူးစမ်းပြီးပြင်ဆင်ကြတာတော့ပို့ပြီးပြည့်စုံသွားတဲ့ဟိုအဖြေလေးကိုရလိုက်တဲ့အတွက်ကြောင့်ဟိုတခြားလူအမြင်နေနဲ့လည်းဒီဒီဇိုင်နာကပို့ပြီးတော့ပြည့်စုံတာပါလားပေါ့အဲ့လိုမျိုးလေးကိုလည်းမြင်စေနိုင်တာပေါ့နော်ဒါတခြားပွဲတွေမှာပေါ့နော်ဒီပွဲရဲ့မှာမဟုတ်ဘူးပေါ့ဟိုတက်သစ္စာဒီဇိုင်နာလေးတွေလည်းဟိုဝတ်စုံတစ်ခုကိုပြီးဆွလွယ်ပြင်ဆင်တာမျိုးမဟုတ်ပဲနဲ့ဖန်တီးတာမျိုးမဟုတ်ပဲနဲ့ဟိုတေချာလေးလာပြီးတော့ပေါ့ခြေစကောင်းဆုံးအဆင်ပြေအောင်လှအောင်ပေါ့နော်လိုက်ဖက်မှုရှိအောင်ပေါ့အဓိကတော့လိုက်ဖက်မှုရှိအောင်ဒါဖန်တီးကြတာတော့ပို့ပြီးတော့ကောင်းမယ်လို့တော့အကြံပေးချင်ပါတယ်